ဝက်ဝင်မျိုးနွယ်မဟုတ်တဲ့ကိုအာလာဝက်ဝင်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့ကိုအာလာဝက်ဝင်တွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအများစုကကိုအာလာဝက်ဝင်လို့ခေါ်ကြပေမဲ့တိတ်ပံနီးကြအရာသူတို့ဟာဝက်ဝင်မျိုးနွယ်မဟုတ်ပါဘူးသူတို့ဟာတပိုက်ကောင်မျိုးနွယ်စုဝင်တွေဖြစ်ပါတယ်ဆိုလိုတာကတပိုက်ကောင်တွေလိုပဲသူတို့ရဲ့ရင်သွေးတွေကိုအိတ်ကက်ထဲမှာထည့်ပြီးပြုစုစောင့်ရှောက်ကြတာဖြစ်ပါတယ်အစားအစာနဲ့ထူးခြားချက်များကွာလာတွေရဲ့စားသောက်မှုပုံစံကအရန်ကိုထူးခြားပြီးတီးတန့်ဆန်ပါတယ်ယူကလီအရွက်တစ်မျိုးတည်းကိုပဲအဓိကစားပါတယ်အခြားတိရစ္ဆာန်တွေအတွက်ဒီရွက်ကအဆိပ်ဖြစ်စေနိုင်ပေမဲ့ကွာလာတွေမှာတော့ဒီအဆိပ်ကိုခြေဖြတ်နိုင်တဲ့အထူးအစာအိမ်စနစ်ရှိပါတယ်ကွာလာဆိုတဲ့စကားလုံးဟာရှေးဦးဩစတြေးလျဘာသာစကားအရရေမတောက်တော့လို့အဓိပ္ပာယ်ရပါတယ်သူတို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်90%ကျော်ကိုယူကလီအရွက်တွေကပဲရယူတာဖြစ်ပါတယ်ကွာလာတွေဟာတစ်နေ့ကို18နာရီကနေ22နာရီအထိအိပ်ဆက်တက်ကြပါတယ်သူတို့မှာလူသားတွေလိုပဲထူးခြားတဲ့လက်ပွေရာတွေရှိကြပါတယ်ဒါဟာတိရစ္ဆာန်လောကမှာအရန်ကိုရှားပါတဲ့အချက်တစ်ခုဖြစ်ပါတယ်သူတို့ရဲ့ကြီးမားပြီးမဲနဲ့တဲ့နှာခေါင်းဟာအနက်ခံနိုင်စွမ်းအလွန်ကောင်းပါတယ်သူတို့စားမဲ့အရွက်တွေမှာအဆိပ်ဓာတ်ဘလောက်ပါလဲဆိုတာကိုနှာခေါင်းနဲ့အနက်ခံပြီးခွဲခြားနိုင်ကြပါတယ်တပင်တက်ရတာကျွမ်းကျင်ဖို့အတွက်သူတို့ရဲ့လက်ဖွားမှာမျက်နှာချင်းဆိုင်လက်မနှစ်ခုပါဝင်ပါတယ်ကွာလာလေးတွေကိုအဝေးကကြည့်ရင်အေးဆေးတယ်လို့ထင်ရပေမဲ့သူတို့စိတ်ဆိုးလာရင်ဒါမှမဟုတ်အဖော်ရှာတဲ့အခါမှာတော့ဟိန်းတန်တော်တော်ကြဲကြဲကိုအော်တက်ကြပါတယ်မျိုးပွားခြင်းကွာလာတွေဟာပုံမှန်အားဖြင့်တကောင်တည်းနေတတ်ပေမဲ့ဩစတြေးလျရဲ့နွေဦးနဲ့နွေရာသီဩဂုတ်လမှဖေဖော်ဝါရီလအတွင်းမှာတော့မိတ်လိုက်ကြပါတယ်ကွာလာအမတွေဟာကိုဝင်ကို35ရက်ခန့်ဆောင်ကြရပါတယ်မွေးဖွားလာတဲ့သားငယ်လေးတွေဟာအလွန်သေးငယ်ပါတယ်မွေးစာမှာသားငယ်လေးတွေဟာအမွှေးမပါသလိုမျက်စိလည်းမမြင်သေးပါဘူးဒါပေမဲ့သူတို့ရဲ့အနက်ခံအာယုံနဲ့တန်မာတဲ့လက်သေးတွေကိုအသုံးပြုပြီးအမေဖြစ်သူရဲ့ဝမ်းပိုက်ကနေသားပိုက်အိတ်ထဲကိုသူ့လိုတွားတက်ရောက်ရပါတယ်အဲ့ဒီအိတ်ထဲမှာပဲ6လခန့်ကြာအောင်လုံခြုံစွာနေထိုင်ကြည့်ပြင်းပါတယ်သားငယ်လေးတွေအသက်6လဝန်းကျင်မှာယူကလီအရွက်တွေကိုစားနိုင်ဖို့အတွက်အမေဖြစ်သူကသူ့ရဲ့အစာအိမ်အဟောင်းကနေထွက်လာတဲ့ပလို့ခေါ်တဲ့အစာတစ်မျိုးကိုတိုက်ကျွေးပါတယ်ဒီစာထဲမှာယူကလီရွက်ကနေအဆိပ်ကိုခြေပြတ်ပေးမဲ့အကျိုးပြုဘယ်ရီဒီယာတွေပါဝင်ပါတယ်ဒါကိုစားမှသာသားငယ်လေးဟာအရွယ်ရောက်လာတဲ့အခါအဆိပ်ရှိတဲ့အရွက်တွေကိုအစာချေနိုင်မှာဖြစ်ပါတယ်အသက်9လကနေ12လဝန်းကျင်မှာတော့သားငယ်လေးဟာအိတ်ထဲကနေထွက်လာပြီးအမေရဲ့ကြောပေါ်မှာစီးနှင်းလိုက်ပါတယ်အမေဖြစ်သူကယူကလီရွက်ကိုဘယ်လိုစားရမလဲဆိုတာကိုသင်ကြားပေးပြီးအသက်တစ်နှစ်ကျော်ရင်တော့ကိုချတောက်ပေါ်ကိုရက်တီကနေမြေသစ်ရှာဖွေကြပါတယ်ဒီနေ့တော့ကွာလာဝက်ဝင်တွေရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးကွာလာဝက်ဝင်တွေအကြောင်းကိုပိုမိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ